အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ Wine Delivery ကဘယ်သွားမလဲဆိုတာကိုလိုက်ကြည့်ပေးပါဦးနော်ဥတ္တရသီရိအင်ဂျင်ဝိုင်းကိုရောက်နေပါပြီရှင်ဒီဆိုင်လေးကိုတော့အားလုံးသိကြမယ်ထင်ပါတယ်ခုဆိုရင်ညီမတို့ရွှေပစုံရောက်ရှိနေရပြီဖြစ်ပါတယ်ရှင်ညီမတို့ Wine Delivery ကနေပြီးတော့နယ်ဝေးရောက်ချသူများအတွက်ရွှေပစုံဝမုံတွေကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဂိတ်တင်ပေးမှာပဲဖြစ်ပါတယ်ရှင်ညီမတို့ Wine Delivery မှာ manager customer လူချင်းတဲ့အတွက်ဝယ်ယူပေးမှာဖြစ်ပါတယ်ရှင်တိတ်ဆိတ်ငြိမ်သက်ပြီးအနားယူလို့ကောင်းတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ရွေးချယ်စရာမုံ item ပေါင်းများစွာရှိပါတယ်မုံလေးတွေအတွက်ကြားသိငွေလေးရှင်းတော့မှာပဲဖြစ်ပါတယ်မုံနဲ့အေးတွေရဲ့အရသာကောက်ရုံသာမကဝန်ဆောင်မှုကလည်းအရန်ကောင်းပါတယ်မုံလေးတွေကိုစနစ်တကျထုတ်ပို့ပြီးကားပေါ်ထိပါတိတိကျကျလိုက်တင်ပေးကြပါတယ်ညီမတို့ Wine Delivery ကနေပြီးတော့လေဂိတ်မတင်မီပစ္စည်း item များစုံလင်မှုရှိမရှိထုတ်ပို့ထားမှုပုံစံများစနစ်တကျဖြစ်မဖြစ်အထက်ထက်စစ်ဆေးပြီးမှပဲဂိတ်တင်ပေးတာပဲဖြစ်ပါတယ်ရှင်နယ်ဝေးမှာရွှေပစုံရောင်းချလို့သူလူကြီးမများအနေနဲ့ညီမတို့ Wine Delivery မှာစိတ်ချလက်ချမှာယူလို့ရနိုင်ပါပြီရှင်